အမန်တရားထောက်ပြရမယ်အမောင်းခံရမယ်အစဲခံရမယ်အလောက်ကမင်းတို့မလုပ်ဘူးဟာမင်းတို့ဆိုတဲ့ဖာတယ်မသားတွေကမင်းတို့တောင်ပိုင်းတိုင်းထောက်ဖို့တွေအများအဖြစ်ဒီထိုင်းနေစမှာဘယ်ကောင်ကအမန်တရားတွေပေါ်ဘူးလို့လဲမင်းတို့ပြောပြစမ်းမအောင် BGF တော့မှမင်းတို့ဆဲဘူးလားဟာရောက်มาတဲ့ KNU ခေါင်းဆောင်တော်လန်ရေးကိုဘန်းပြတ်တော့တော်လန်ရေးကိုလောက်ပါတယ်ပြောပြီးတော့ခါပေါင်းများစွာပြန်တော့တစ္ဆာဖောက်တာအဲ့ဒီအဖိုးကြီးတွေရောဟာမင်းတို့ဆဲဘူးလားတည်သွားတဲ့ PDF တွေအတွက်မင်းတို့စိတ်နာဘူးလားအလံခမ်းတဲ့ကရင်လူမျိုးတွေရဲ့ငွေပေါင်းများစွာတိုင်းရင်းသားတွေရဲ့ငွေပေါင်းများစွာဒီကရင်ပြည်နယ်မှာမင်းတို့စိတ်နာဘူးလား no မင်းတို့နဲ့မဆိုင်သူမင်းတို့နေတယ်မင်းတို့ပဇာပြားမှာပဲအမှန်တရားဆိုတာလောက်တယ်ငါလေပြည်သူလူထုအလိန်ခံတိုင်း PDF တွေအသက်ပြတ်ခံတိုင်းအလောက်ကြံခံတိုင်းတော်လန်ရေးထိခိုက်တိုင်းမှာငါခံစားရတယ်ငါခံစားတဲ့အတွက်ကြောင့်ငါပြောတယ်ငါဆဲတယ်နော်ငါနေချတင်တာငါနေချမယ်ငါရိုင်းတင်တာကိုငါရိုင်းမယ်ငါပြည်သူလူထုရဲ့အနောက်မှာငါမရိုင်းဘူးနော်အမှန်တရားဆိုတာပြည်သူလူထုအစ်စ်မှာပဲငါပါပြောတင်လေလှုပ်တင်လေဆိုတာငါလှုပ်ချတယ်နော်အဲ့ဒါငါရဲ့စိတ်ဓာတ်ပဲโอเคဖာကောင်းကြော်တန့်စင်တော်နာမဲ့ကြီးလာတယ်ကြီးလာပြီပေါ့အခုနေဘယ်လိုမျိုးအောက်တန်းကြလဲဆိုတာပြည်သူလူထုကနင်းကိုသိကုန်ပြီလေနေကအောက်တန်းစားဆိုတာနေကအောက်တန်းစားတော်လိုင်းလောက်ပါတယ်ဆိုတာပြည်သူလူထုသိကုန်ပြီနေပြည်သူလူထုကိုနေလူတယောက်ကိုတိုက်ခိုက်မယ်ဝေဖန်မယ်ဆိုရင်အဲ့ဒီမိမိုးရဲ့အကြောင်းလိန်စားပါတယ်ခိုးစားပါတယ် तू ကဖာတယ်မဖတ်တရကဖာတယ်မဖြစ်ပါတယ်နေနဲ့ခွေးမြအောင်ဆွတ်ဆွဲတယ်လို့မျိုးချပြလေဖာတယ်မဖတ်တရကဘယ်ဖာတယ်မဖတ်တရလဲဟာအဲ့ဒီဖတ်တရဘယ်မျိုးလဲဘယ်လန်ကွာလဲဘယ်ကြောင်ဘယ်ကြားလဲချပြဗီဒီယိုအကောင်လုံးချပြမယ်လို့တွေဖာတယ်မလို့မအော်နဲ့ဟာအဲ့ဒီမျိုးလိုက်အော်လို့စရင်နေ့အမေဖာတယ်မစစ်စစ်တိလို့နေ့အမျိုးတည်းမှာနော်အဲ့ဒီဖတ်တရကနေတို့အမျိုးတွေကသွားပြီးတော့နေဘူးလို့ဖင်ခံဘူးလို့ဖာစပိုက်ရောင်ဘူးလို့နော်အဲ့ဒါသူများသားတမျိုးလိုက်တော့ဆွတ်ဆွဲတာပဲโอเคတခိုးဆိုရင်လေကိုဘက်ကလူတယောက်တခိုးလို့ဆွဆွဲပြီးဆိုရင်ကိုဘာမှတက်တေထောက်တာမရှိလို့ဆိုရင်ကိုဘက်တခိုးပြစ်တာโอเคနောက်ဆိုရင်ပြည်သူလူထုတွေယုံကြည်အောင်ပြည်သူလူထုတွေနေတော့ပြန်တော့မယုံအောင်နေတော့တွေကအောက်တန်းစားပါလားဆိုတာပြည်သူလူထုနေတော့ပြန်ပြီးတော့နော်မရိုက်မိအောင်လူတယောက်ကိုနော်ဆွဆွဲမယ်ဆိုရင်တက်တေထောက်တာနဲ့ချပြပြီးတော့မင်းတို့ comment တွေအကုန်လုံးဖွင့်နော်လူတယောက်ကိုဆွဆွဲချင်မျိုးဆွဆွဲဆဲချင်မျိုးဆဲပြီးတော့ comment တွေပိတ်တာမလုပ်နဲ့အဲ့ဒါဖာကောင်းမြအောင်လုပ်တာတခိုးကြီးမြအောင်နော်အောက်တန်းအကြဆုံးအရောက်မှဆုံးအညစ်ပဆုံးအကောက်ကျစ်ဆုံးနော်လုံးဝတတ်တိမရှိဆုံးကဖာကောင်းမြအောင်ဖာမျိုးရိုးထဲမှာလာတဲ့ဖာကောင်းစစ်စစ်နော်ပန်းဆက်လို့ခိုးစားပါတယ်ပြောပြီးတော့တနေ့ကြတော့ထိုင်းနိုင်ငံမှာဘငွေ30အင်ကိုဝယ်လိုက်တယ်နော်တော်လိုင်းရေးမပြစ်ခင်မှာအတော့ဆောင်ရောက်နေတဲ့ဖာကောင်းကဘာမှမရှိတဲ့ဖာကောင်းဆောက်ပြတ်နေတဲ့မအေလိုကနော်ဘငွေ2 သန်းအိမ်ပြန်တော့ဝယ်လိုက်တယ်အဲ့ဒီခွေးဖွဲ့နေတဲ့ပေါင်းပြီးတော့ငါရဲ့ပုံချက်ချစ်ခနော်ပြန်တော့ချဲအလောင်ပြဆဲပြငါပြန်တော့ကြည့်လိုက်တဲ့ချိန်မှာဘသူအဖွဲတွေလေငါရဲ့ပုံချက်ချစ်ခတာဘသူအဖွဲတွေလေငါလာတော့ဆဲတာတောင်ပိုင်းတိုင်းတာပါတီတခိုးအဖွဲတွေနဲ့အဲ့ဒီတောင်ပိုင်းတိုင်းအဲ့ဒီချုံနော် BG ဘာလဲနေ့4နေ့5နေ့စီးပြီးတဲ့ NCA ဘောဟိုထိုင်မနေတဲ့အဲ့ဒီချုံအဖွဲတွေပေါ့နော်ဘူးအလုံးမရှိအကန့်မရှိနော်ပြည်သူလူထုထောက်ပံ့ပြတဲ့လက်နဲ့ကိုကြိုက်တွေပြန်တော့ထောင်းစီပွားတွေပြန်တော့လောက်ငွေတွေလိုက်တော့တောင်းအဲ့ဒါပဲနော်အဲ့ဒီကောင်တွေကနော်မမို့တိုက်ခိုက်နေတယ်စိတ်တင်ဘာလဲရခိုင်ဘက်ကပြည်သူတွေလားအညာဘက်ကပြည်သူတွေလားမမို့တိုက်ခိုက်တာကရဘက်က PDF တွေလားဘယ်လိုဘယ်ဟောက်မှာလဲနော်အဲ့ဒီမမို့ဆဲဘူးတဲ့အဲ့ဒီတောင်ပိုင်းတိုင်းတနိုင်ငံလုံးနော်တနိုင်ငံလုံးသိတဲ့အဲ့ဒီကရင်ပြည်နယ်တောင်ပိုင်းတိုင်းဘလောက်တမိုင်းရိုင်းလဲဆိုတာနော်အဲ့ဒီအဖွဲ့တွေပါပဲအစဉ်ပြေလို့နော်အဲ့ကမမို့ဆဲတယ်မမို့တို့မျက်နှာနင်းချမယ်ဆိုလဲအဲ့ဒီအဖွဲ့တွေပါပဲနော်ကျန်တဲ့တခြားနေရာမမို့နင်းချဖို့မပြောနဲ့ပြေလို့သူတို့အလူလိုအပ်တဲ့အလူငွေနော်သူတို့လိုအပ်တဲ့အလူငွေကြည်တတောင်းဆိုရင်ကြည်တတောင်း2000ဆိုရင်2000မမို့နေ့တန်ညတိုင်းဘယ်လာဘယ်ရဲမမနာဘူးခရီးထွက်တာမှအဲ့ဒီတကယ်တိုက်နေတဲ့နေရာကိုမမို့စိတ်နဲ့လှုပ်ပေးတယ်နော်မမို့စိတ်နဲ့လှုပ်ပေးတာမမို့ခရီးထွက်တာမမို့အညာက PDF တွေငရုတ်တီမပြစ်မှာကြောက်လို့ဒီကမ်ပိန်းငရုတ်တီမပြစ်မှာကြောက်လို့ရခိုင်ပြည်နယ်ဆန်အိတ်တရားမပြစ်မှာကြောက်လို့မမို့လှုပ်ပေးခဲ့တယ်မမို့ချစ်တာတခုပဲမမို့စူးစမ်းပေးတာတခုပဲနော်သူတို့တွေလိုအပ်တဲ့အကူအညီရအောင်အဲ့ဒါမမို့ဆဲတယ်ဆိုတယ်နင်းချတယ်မမို့မိုက်ရိုင်းတယ်ကွာဆိုတာအဲ့ဒါတောင်ပိုင်းတိုင်းအဖွဲ့မှာပဲပြီလို့ BGF ခွေးတွေ NCA ခွေးတွေအရင်ချုံနေပေါ့ PDF အတူရောင်ဆောင်နေပေါ့နော်အလုံးမရှိအကန့်မရှိဒီကရင်မီနေမှာပဲတာရနေတယ်အဲ့ဒီစိုးမောအောင်အဖွဲ့ဆိုရင်လေပြီးတော့အရင်တော့ဆိုရင်လေသူတို့အဖွဲ့က NUG လောက်မှာရှိတယ်စိုးမောအဖွဲ့နော် NUG လောက်မှာရှိတော့ NUG ကသူတို့ကိုပြောင်းခိုင်းတယ်မြို့ထဲမှာပြန်ပြီးတော့စစ်တိုက်ဖို့သူတို့မပြောင်းဘူးပြီးတော့နော်ဗလဲအဲ့ဒီဖျားသုံးစုမှာပဲအဲ့ဒီစိုးမောအောင်နဲ့သူ့အဖွဲ့တွေသူ့ရထောက်ဖို့တွေပြီးတော့လိန်စားညာစားတယ်သူ့ရထောက်ဖို့အလူခံတဲ့ငွေတွေပြီးတော့စီရဲထဲမှာမရောက်ပဲနဲ့ဗလဲစီရဲနဲ့မပတ်သက်တဲ့အရာကိုမျက်နှာသွားလှုပ်တယ်ကွာအဲ့ဒီစိုးမောအောင်စိုးမောတူလာအဲ့ဒီဒီဖာကောင်းရဲ့အဖွဲ့က
ဒီကောင်ရဲ့ပွဲကသူ့ရဲ့ထောက်ဖို့တရားပေါ့နော်သူတို့အဖွဲတစ်ဖွဲတည်းပဲနော်အလူခံပြီးတော့ရလာတဲ့ငွေကိုတော်လိုင်းရေးမှာမရောက်ဘူးပြီးတော့ဘယ်နေရာကိုသွားပြမျက်နှာလောက်မှလဲသူများစရင်စရာချပြခိုင်းတယ်ချပြလာတဲ့စရင်စရာပြီးတော့ပစ္စည်းနာမည်ပဲရှိတယ်ပစ္စည်းတစ်ခုကစေးဘလောက်လဲစုစုပေါင်းဘလောက်လဲစရင်စရာတစ်ခုကစုစုပေါင်းငွေဘယ်နှသိန်းလဲဆိုတော့လုံးဝပတ်စံနာပါမရှိဘူးနော်အဲကြောင့်ဒီခွေးကောင်ကနော် NUG ဘက်ကသူတို့မြို့ထဲမှာစစ်တပ်တိုက်ခိုင်းတယ်တခြားနေစစ်ဖြစ်တဲ့နေရာမှာသူတို့ပြောင်းခိုင်းတာပေါ့နော်သူတို့လုံးဝပြောင်းမပြောင်းတော့နော်မပြောင်းတော့ NUG သူတို့မီတော့ဘူးသူတို့နှုတ်ထွက်လိုက်တယ်အဲကြောင့်တပ်ပါတီဘက်ကဘယ်လိုမျိုးကျင်းထက်လဲဆိုတော့အော် NUG ဘက်က NUG လက်အောက်ကအဖွဲ့တွေကထွက်ကုန်ပြီးတယ်မဟုတ်ဘူးသူတို့ဒီမအေလို့တွေကစစ်တိုက်တဲ့နေရာမှာ NUG ကသူတို့ပုံမလို့သူတို့မသွားဘူးမသွားတော့ကရင်ပြည်နယ်မှာပဲသူတို့နေမယ်ဆိုရင် NUG လည်းသူတို့လက်မခံဘူးကွာသူတို့လည်းထွက်တယ်အခုထွက်တော့ KNU လက်အောက်မှာသူပြန်တော့နေတယ် KNU လက်အောက်မှာနေလို့စစ်တိုက်เสียမလို့ဘူးအဲကြောင့် KNU လက်အောက်မှာနေတဲ့ကောင်တွေကပြည်သူလူထုကိုဆဲစီမျိုးဆဲနေတာရောက်မှစီမျိုးရောက်မှတာအောက်စုဖွဲ့ပြီးတော့ဘယ် comment မဆိုဟိုဘိုင်းတော့ဆဲတာပြီးတော့ငစွဲနဲ့သူ့ရဲ့အဖွဲ့ဆိုရင်လည်းကရင်မဝိုင်းဆဲတာဝိုင်းလို့မယ်တဲ့ညီတို့ကိမအလောငါတို့လိုသားမှာတဲ့ BGS နဲ့ပေါင်းပြီးတော့ညီတို့ပြန်တော့လိုသားမှာတဲ့နော်ညီတို့လိုစောက်ကောင်မမျိုးတယ်ညီတို့ရောက်ဆိုးလေးနဲ့ငါတို့အလကားခေါ်လို့ရတယ်တဲ့အဲ့ဒါပြီးတော့ KNU လက်အောက်က PDF တွေအဲ့လိုမျိုးစောက်ချင်းရောက်ပြီးတော့စောက်ချင်းပြက်တာနော်အဲ့ဒီမျိုးကောင်တွေကငါချစ်ဘွားနဲ့နင်းချလဲမတန်ဘူးငါရဲ့ချစ်ဘွားသူတို့ထက်အစပေါင်းများစွာနော်တန်ဖို့ရှိတယ်နော်ဘယ်ချစ်ဘွားမစိုးပြည်သူလူထုတွေကသူတို့စပတ်နဲ့ဖွားမလားလီးနဲ့ထိုးမလားမတန်ဘူးပြည်သူလူထုလီးနဲ့ဒီကောင်တွေကစစ်ခွေးနဲ့အတူပါပဲတို့နော်ပြည်သူလူထုထိုင်ပြီးတော့ဆဲဆိုစော်ကားပြန်တော့ရောက်မှာနော်မဟုတ်တာတွေလိုက်ဆောက်ပြောမဟုတ်တာတွေလိုက်ပြီးတော့ဆွဆွဲတာစစ်ခွေးနဲ့အတူတူနူပါပဲနော်လီးတောင်တင်မကြည့်ဘူးလို့နော်လီးတောင်တင်မကြည့်ဘူးโอเคနော်အဲ့ဖာကောင်းစိုးမို့သူကပြောတယ်သူ့ရဲ့ရန်ကောင်ကသူ့ရဲ့အဖေမေလိုက်စာမမွာလိုက်တော့စုံစမ်းခိုင်းတယ်တဲ့ဖာကောင်းရေနေဖာမဆန်လို့စင်ပေါ့နော်နေကအမိကောင်အဖကောင်မှမင်းလာလို့စင်ရင်ငါပြောတဲ့အဲ့ဒီငါရဲ့စကားတခွားပေါ့နော်ရန်ကောင်ကနေရဲ့အဖေမေကိုနေရလိုက်ဆောင်ငါတောင်းပါတယ်ငါစာပါတယ်ဆိုတာနေဆိုတဲ့ဖာကောင်က line ပေါ်မှာတင်ပြီးတော့အဲ့ဒီတက်တေထောက်တာနဲ့ချပြပေးပါနော်နေရနဲ့90ဆေးရပြီးတော့ဒီဖာကောင်ကအဲ့ဒီအချောက်ကောင်ရဲ့အကောက်မှာသူသွားရေးတယ်နော်မမွေရဲ့လူတွေအများကြီးတွေ့မှာပါနော်ဒီမိမွားတဲ့ကျွန်တော်ရဲ့နေရလိုက်စာရန်ကုန်မှာကျွန်တော်ရဲ့အဖေမေရဲ့နေရလိုက်စာကိုလိုက်စာခိုင်းတယ်တဲ့ဒီဆရာကြီးကဘာလဲသူရေးတဲ့သူ comment တစ်ခုရှိတယ်ပြည်သူတွေတွေ့လားမသိပါမို့တခြားတော့ screenshot ရိုက်ပြပြီးတော့ပို့လာပေးပါဒီကောင်နော်ဘလောက်အောက်တန်းကြတယ်ပြပြီးတော့အဲ့လောက်တွေ့လားစကားချိုပြီးတော့မျက်ရည်ချူပြပြီးတော့ပြည်သူလူထုတနာအောင်မမွားကျွန်တော်တို့ဆဲတယ်ကျွန်တော်တို့မျက်နှာနင်းချတယ်နော်စကားချိုကြီးနဲ့မဟုတ်တာတွေမမို့ဆွဆွဲတယ်မမွားတော့ရိုင်းမယ်ဆဲရင်ဆဲမယ်မမွားတို့လိုမျိုးအောက်တန်းမကြဘူးမငြိပဘူးနော်လိုက်ဆောက်ဆွဲတာပါညာမမို့လုံးဝမရှိဘူးစင်တက်တေထောက်တာမရှိလို့စင်မမို့ပေါက်ကရစကားမပြောဘူးသူတို့ဆဲရင်ဆဲမယ်သူတို့မျက်နှာနေချမယ်ဘာကြောင့်ဆိုတော့သူတို့ခေါင်းဆောင်မမို့ပြောတာကရင်ပြည်နယ်အကြောင်းမမွေးမှန်တရားပြောတာမမို့ပြောလာပြီးတော့တိုက်ခိုက်တယ်မမို့ပြောတာကရင်ပြည်နယ်အကြောင်းမမို့ပြောတာမကောင်းတဲ့ခေါင်းဆောင်တွေဒါမဲ့ဒီကောင်ကနာပြီးတော့မမို့ပုံကိုပြန်တော့တင်တယ်ကွာသူ့ကိုလည်းမသိဘူးဟဲ့ပါလေငါဖတ်ထီကိုဆဲတာလေငါကရင်ပြည်နယ်ကိုဆဲတာလေသူ့ကိုလည်းငါမဆဲရဘူးလေငါပုံကိုယူပြီးတော့တင်တယ်ပြီးတော့သူ့အုပ်စုအဖွဲတွေသူ့ရဲ့တို့ရဲ့အဖွဲတွေအထီးတွေအမတွေရှိတယ် PDF ဝတ်ဆောင်ဝတ်ပြီးတော့ပေါ့နော်အထီးမတွေမမို့ဝမ်းတော့ဆဲကြတယ်ကွာလောင်ပြောင်ကြတယ်အဲ့ဒါပြီးတော့အဲ့ဒါတောင်ပိုင်းတိုင်းက PDF တွေအဲ့လိုမျိုးစောက်ကျင်ရောက်တာစစ်ခွေးနဲ့အတူတူပဲလေအခု BGS ရောစစ်ခွေးရောဒီ PDF တွေရောအဲ့ဒီတောင်ပိုင်းတိုင်းမှာအဲ့လိုမျိုးရောက်မှာလားအဲ့လိုမျိုးရောက်မှာတာကောင်းတဲ့ PDF တွေဆိုရင်ဘယ်သူမှနေလို့မရဘူးအဲ့လိုမျိုးလောက်စားအဲ့လိုမျိုးဘန်းပြလောက်စားတိုက်စားတဲ့ကောင်တွေပဲနေလို့ရတယ်ဒီကောင်ဆိုလည်းမပြောတယ်လေ NUG ကတခြားနေရာမှာသူတို့ရဲ့အဖွဲကိုသွားခိုင်းတယ်တိုက်ခိုင်းတယ်သူတို့မသွားဘူးမသွားတော့ NUG နှုတ်ထွက်လိုက်တယ် NUG သူတို့တနတွေပြန်တော့တင်လိုက်တာလားမသိဘူးသူတို့ကအခု KNU လောက်မှပြန်တော့နေတာလားဘယ်သူလဲအောက်လဲ DKB လောက်လားငါလည်းမသိဘူးနော်သူကဖျားသုံးစီမှာသူတို့ရဲ့အဖွဲတွေကထောက်ဖို့တွေကလူခံတာလဲဘာတက်တက်ထပ်ထပ်မစပြဘူးနော်အလူငွေရတာလဲတောင်းလဲမှမရောက်နော်ဘယ်လိုမျိုးလောက်စားညာစားကိုတထေးတစ်ဖြစ်ကောင်မိမမပြောတဲ့လေကရင်ပြည်နယ်ကတောင်ပိုင်းတိုင်းအကြီးချုံပြတထေးတစ်ဖြစ်ကောင်ပြီးအိမ်တွေကားတွေတိုက်တွေ PDF ကအစားထောက်ဖို့ကအစားအကောင်လုံးတထေးကောင်ပြီး KNU ဆိုရင် KNU စစ်သားဆိုရင်လည်းအရင်တော့ဆိုရင်ဘာမှမရှိဘူးတော်လိုင်းရေးလဲနေငါနေအတွင်းမှာဆိုရင်လဲတွေဘာတွေအိမ်တွေအများကြီးပြန်တော့ဝယ်လို့ရတယ်မရိုးသားတဲ့ထောက်ဖို့တွေမရိုးသားတဲ့ PDF တွေဆိုရင်အကောင်လုံးတထေးဖြစ်ကောင်ပြီးနော်အဲ့လိုမျိုးကောင်တွေကနော်ငါအမှန်တကယ်ဆိုရင်လီးနဲ့ထိုးရမှာတိလားငါစပနဲ့ဆိုရင်ငါမဖွားဒီမေလို့တွေကငါစပနဲ့မတန်ဘူးနော်ဒီခွေးမသားတွေကစပနဲ့ပြောစင်စပအနဲ့တော့မှသူတို့နဲ့မတန်ဘူးတကယ်ပဲဒီတို့နော်ခွေးမသားတွေအဲ့ဒီဖာကောင်းကြော်တန့်စင်ကဘာဖြစ်လို့မလာတာလဲဖာကောင်းကြော်တန့်စင်တော့ပေးပြီလားဒီလင်းဟမ်အဲ့ဒီအချောင်းမစောက်ချောင်းမရေမင်းလာတော့နားထောင်နော်မင်းငါ့ကိုဆွဆွဲထားတဲ့အချက်နော်ခုနှစ်ရက်သားသမီးတွေရဲ့ငွေကိုအလူခံပြီးတော့တဲ့ဘာညာမမွားကိုဗါတဲ့အာနာပြန်တော့လို့ဘာလို့ तू အဲ့လိုမျိုးပြောထားမှာနော်ပြီးတော့သူ့ရဲ့ငွေတော်မှာတဲ့အဲ့ဒါသူ့ရဲ့ငွေမပါသေးဘူးနော်တဲ့သူ့ရဲ့ငွေသာပါလို့စိမလွယ်ဘူးတဲ့ဖာတယ်မကတဲ့ခွေးမတဲ့မမို့ तू ပြောတယ်နော်အပက်စပစပဲဒီတော့နော်မမို့ तू မသိဘူးနော်အဲ့ဒါတချို့လူတွေကပြောတယ်ဒီကောင်မဟိုလူနဲ့ရံဖြစ်ဒီလူနဲ့ရံဖြစ်နော်အဲ့ဒီအခုမမို့ပြတဲ့ဒီခွေးမသားတွေအားလုံးကမမို့သူတို့တရားမှမသိဘူးစင်โอเคမမို့သူတို့တရားမှမသိဘူးဒီစချောင်းမလည်းမသူ့တခါမှမသိဘူးသူ့ရဲ့နာမည်ဘယ်လိုလဲသူ့ရဲ့မျက်နှာဘယ်လိုလဲမတခါမသိဘူးဒါပေမဲ့မမိုးရဲ့ပုံကိုယူပြီးတော့ပြန်တော့ချက်ချခတယ်နော်မမိုးစာအောက်ကမမိုးရဲ့စာရေးဆရာမညီမလေးတယောက်ကအဲ့ဒီညီမလေးကသူမမိုးကိုစောက်ကြည့်တာဟို2017တုန်းကနော်ဟို2017တုန်းကအခုထိ
အခုထိဒီ2025မှာဘာဖြစ်လို့သူစာထောက်တာလဲဆိုတာမမို့တော်လိုင်းရေးလောက်ကြတဲ့အခုဒီမမို့တစ်ခါမှမနာဘူးမမို့တစ်ခါမှလည်းမပြောက်ဘူးတခါမှလည်းမနာဘူးတလို့တခါမှလည်းမပြောက်ဘူးမမို့ကိုပိုင်ငွေနဲ့လည်းလာတိုင်းဒီ၄နှစ်၅နှစ်အတွင်းမမို့ပါဝင်တဲ့အတွက်ကြောင့်နော်မမို့ရဲ့စိတ်ဓာတ်ဘယ်လိုလဲမမို့တခိုးတွေဖော်တဲ့အချိန်မှာအဲ့ဒီတခိုးကဟုတ်လားမဟုတ်လားမှန်လားမမှန်လားမမို့တက်တက်ထောက်ထားတဲ့ကောင်ချပြတဲ့အတွက်ကြောင့်အဲ့ဒီဆီယာမက तू ကမမို့ကိုအမြဲတမ်း तू စောက်ကြည့်တယ်မမို့လောက်တာမှန်တယ်မမို့ तू ကုံယူတယ် तू လေးစားတဲ့အတွက်ကြောင့်သူစာအုပ်ထောက်မယ်ဆိုတာ तू ခွင့်ရလာတောင်းတယ်မပြောတယ်အေးညီမလေးစာအုပ်ထောက်ရင်ထောက်နော်မမိုးကမအားဘူးနေတော့ထောက်ပြီးဆိုရင်နေတော့ပဲတောင်းဝင်ယူပါနော်तू ကဘသူနဲ့ချိတ်ဆက်ပြီးတော့ဒီစာအုပ်ထောက်မလဲဘယ်ကုမ္ပဏီကို तू ချိတ်ဆက်ပြီးတော့ तू ထောက်မလဲအဲ့ဒါမမိုးတော့မပတ်သက်ချင်ဘူးဆိုတော့မမိုးအလုံးနဲ့မမိုးစောက်တာโอเคမမိုးကံပဲနဲ့မမိုးစောက်တာမမိုးအင်ကြီးထောက်မဲ့တူတယ်လေနေတော့ထောက်နေတော့ထောက်ပြီးလို့စင်နေတော့ပို့နေတော့သူများဝယ်လို့စင်နေတော့ပို့ပေးပေါ့နော်မမိုးကတော့မအားဘူးမမိုးအလူခံရတယ်မမိုးကံပဲစားတယ်အင်ကြီးလားစာအုပ်လားပြီးတော့ဘာသာနဲ့သူတို့လောက်ပြီးတော့သူတို့ငွေတွေထောက်တယ်သူတို့ရင်းနေတယ်ပြီးတော့ရလာတဲ့အများတွေကိုတုံလိုက်ကိုသူတို့ကလည်းထောက်ပံ့ပေးတယ်အဲ့လိုမျိုးသူတို့လုပ်ပေးတာမမို့ခိုင်းတာတကွာမရှိဘူးအခုဒီစာအုပ်ဆိုရင်လည်းမမို့စာရေးစရာမမို့ပြောတယ်ညီမလေးရေတော်လိုင်းရေးမပြီးသေးဘူးလေဘာဖြစ်လို့စာအုပ်တွေထောက်ရမလဲမမို့ပြောတယ်တော်လိုင်းရေးပြီးမှထောက်ပါမရဘူးနော်တော်လိုင်းရေးဖြစ်နေတဲ့အချိန်မှာလည်းတော်လိုင်းရေးဖြစ်နေတဲ့အချိန်မှာပဲတန်တော့အတွက်ထောက်ပေးရမယ်ဥမာတန်တော့အမှန်တရားတွေနေ့တိုင်းပြောတယ်လေတန်တော့တခုခုဖြစ်သွားလို့စင်မရဘူးနော်တဲ့တန်တော့အသက်ရှင်နေတဲ့အချိန်မှာပဲဒီစာအုပ်ညီမလေးထောက်ချင်တာတဲ့အဲ့ဒါညီမလေးသဘောပဲပေါ့နော်ဒါပေမဲ့ညီမလေးထောက်မယ်ဆိုရင်အမကိုလာပြီးတော့ဗလဲဟိုမတိုင်ပင်နဲ့ပေါ့နော်အမမအားဘူးအမလည်းနားမလဲပေါ့နော်အဲ့ဒါသူ့ကိုပဲအမသိတာအဲ့ဒီဗလဲမဟာချိုဆိုတော့တခါမသိဘူးပထမစာအုပ်သူထောက်တဲ့စာအုပ်လဲဘယ် CDN ကဘယ် CDN ကဆရာမလည်းမသိဘူးသူထောက်ပေးတာမလည်းမသိဘူးပေါ့နော်အခုဒုတိယစာအုပ်ကြတော့သူကသူ့ဘာသာနဲ့သူချိတ်ဆက်တာဒီမဟာချိုကမလုံးဝမသိဘူးညီလည်းမမြင်ဘူးကရင်လားပမာလားဘယ်တိုင်းလားလည်းမသိဘူးဘယ်မှာနေလည်းမသိဘူးဘယ်အဖွဲ့အစည်းလည်းမသိဘူးတောင်ပဲတမ်းမနေတာလားမြောက်ပဲတမ်းမနေတာလားမသိဘူးနော်တခါမှစကားပြောဘူးစင်အဲ့ဒါကိုဒီတပ်ပါတီအဖွဲ့နဲ့ဒီတောင်ပိုင်းတက်ကအရေးချုံအာနာယူနော်အာနာယူမလားခွေးသားအရေးချုံ PDF အတူရောင်ဆောင်တွေကပေါ့နော်ဒီမဟာချိုစာအုပ်ကိုထောက်လောက်တဲ့အကိုကိုသွားပြီးတော့ရန်စားတာပေါ့တိုက်ခိုက်တာပေါ့မင်းတတိထားနော်တဲ့နော်မင်းနာမည်ပြက်မယ်နော်တဲ့နင်းလူတွေပျောက်ကုန်မှာနော်တဲ့အဲ့လိုမျိုးပေါ့နော်မဟာချိုပြီးတော့မဟာချိုဘယ်လိုမျိုးဆွတ်ဆဲလဲဆိုတော့မဟာချိုကတော်လိုင်းရဲ့အဖွဲ့အစည်းဖြစ်တယ်တဲ့တော်လိုင်းရဲ့လောက်တဲ့သူတရားဖြစ်တယ်တဲ့မမိုးစီမှာငွေရပြီးတော့တဲ့မမိုးရဲ့စာအုပ်ကိုထောက်ပေးတယ်တဲ့မဟုတ်မှန်တာလေအဲ့ဒီမဟာချိုတော့ဆွတ်ဆဲတာကြည့်စမ်းပြီးတော့မမိုးပြောမယ်နော်စာအုပ်ထောက်တာနှစ်ခါမမိုးငွေတစ်ချက်တပြားမှမကုန်ဘူးမမိုးရဲ့အင်ကြီးမမိုးပုံနဲ့ထောက်လောက်ပေးတဲ့အရင်တော့မတော့ခါတော့အဖွဲ့လားအခုမှပြီးတော့လားထောက်လောက်ပေးတာလည်းမမိုးငွေတစ်ချက်တပြားမကုန်ဘူးသူများလောက်ပေးတာသူများထောက်ပေးတာမမိုးလေးစားတဲ့နဲ့သူတို့လောက်ပေးတာတခုပဲနော်ငါကိုပိုင်ငွေနဲ့တစ်ခါမှမပါတယ်လို့နော်ငါကိုတိုင်စီစင်တာလောက်ပေးပါထောက်ပေးပါလည်းမမို့တစ်ခါမှမတောင်းဆိုဘူးနော်ဒီစာအုပ်တွေထောက်ပေးတာမှမမို့သဘောမတူဘူးဘာလို့ဆိုတော့တော်လိုင်းမပြီးသေးဘူးလေတော်လိုင်းရပါတယ်ဖြစ်မှာမသိဘူးလေအဲကြောင့်မရဘူးတဲ့တို့ကဒီမှာဒီအချိန်မှာထောက်ရှင်နေဆိုတော့အဲ့ဒါတို့သဘောလေတို့ငွေနဲ့တို့လေမဟုတ်ဘူးလားအဲ့ဒါကိုမဟာချိုကိုသွားပြီးတော့ရန်စားတယ်အောက်စုဖွဲ့ပြီးတော့ရန်စားတာနော်အဲ့ဒီရန်စားတဲ့သူကပြည်သူတွေလားမဟုတ်ဘူးနော်လက်နက်ကင် PDF တွေပါလက်နက်ကင် PDF တွေကအဲ့ဒီမဟာချိုကမမိုးရဲ့စာအုပ်ကိုထောက်တဲ့အတွက်ကြောင့်ဒီတောင်ပိုင်းတန်းကအောက်တန်းစားအရေးချုံလက်နက်ကင် PDF တွေကနော်တောင်လိုင်းရေးကိုဘန်းပြလောက်စားအောက်တန်းစားအချောက်မကသူ့အဖွဲ့တွေနဲ့တပါတီတခိုးကြီးစားမြအောင်တွေနဲ့သွားပြီးတော့ရန်စားတယ်ကွာသူ့ကိုတိုက်ခိုက်တယ်ကွာပဲစုပစနဲ့တိုက်ခိုက်တယ်ကွာသူလဲစာတွေရေးပြီးတော့ तू ကဟိုဗာလဲပြန်ပြီးတော့တင်ပြရတယ်ပေါ့ तू ပြန်တော့စင်ပြတာမမိုးနဲ့ तू ချက်ဆက်မရှိဘူးမမိုး तू မသိဘူးမမိုးလည်း तू မသိဘူးအဲ့ကြောင့်ဘလောက်ရောက်မှအောက်တန်းကြတယ်ဆိုတာမမိုးတာမင်းတို့တတိစီလို့စင်ကွာဟဲ့မင်းတို့တောင်ပိုင်းတဲ့အဖွဲ့တွေမင်းတို့တတိစီလို့စင်ရင်ရောက်မှနေတဲ့ KU ကောင်းဆောင်မင်းတို့ပြန်တော့ဆဲပေးပလားတကယ်ပဲရောက်မှနေတဲ့ကရင်တစ္ဆာဖောက်လောက်ကောင် BGF တွေ PDF တွေရောက်ပေါင်းများစွာနော်အလကားတွေအသက်တွေပေးဆုံးရတာဒီကင်းမီနဲ့မှာမင်းတို့ပြောပေးပါလားမင်းတို့အဲ့လောက်တော့တတိစီလို့စင်ဟမ်အခုကမင်းတို့ကကွာ main ကလေးတေးလေးတယောက်ကိုကွာမင်းတို့လာပြီးတော့ဝိုင်းပြီးတော့တိုက်ခိုက်တယ်ဝိုင်းပြီးတော့မနာလို့ဖြစ်တယ်မင်းတို့အောက်စုဖွဲ့ပြီးတော့မင်းတို့ယောက်ျားလေးတွေအောက်စုဖွဲ့ပြီးတော့ငါ့ကိုမင်းတို့လာပြီးတော့မနာလို့ဖြစ်တယ်ဘာမှမသိတဲ့မဟာချိုစာထုတ်တဲ့အကိုစာတိုက်လားအဲ့ဒီစာထုတ်တဲ့ပိုင်စင်လားမင်းတို့တော့ပြီးတော့တိုက်ခိုက်တယ်မင်းတို့တတိစီလို့စင်ရင်မင်းတို့ PDF တွေအပေါ်ရောက်มาပြီးတစ္ဆာဖောက်နေတဲ့မင်းတို့ခေါင်းဆောင်၄နှစ်အတွင်းမင်းတို့ PDF တွေတိုင်းရတဲ့စခန်းကိုပြန်ပေးတဲ့မင်းတို့ရဲ့ခေါင်းဆောင်ကိုမင်းတို့ပြန်ပြောပေးပါလားပြည်သူလူထုအတွက်ပြည်သူကြားချင်တယ်မင်းတို့တတိစီလို့စင်အခုကမင်းတို့ကလေမင်းတို့ပြောရမယ့်ကောင်မင်းတို့ဆဲရမယ့်ကောင်မင်းတို့စောက်ချရမယ့်ကောင်မင်းတို့အမှန်တရားဖော်ရမယ့်ကောင်တွေမင်းတို့မဖော်ဘဲနဲ့အပြစ်မရှိတဲ့မဟာချိုတို့ငါတို့မင်းတို့လာပြီးတော့ဖော်တယ်နော်မင်းတို့ကငါဆဲရတာမမွားပြီးတော့ဆဲမယ်ဆိုရင်ခေါင်းဆောင်ပိုင်းမှာမမွေဆဲတယ်နော်ကင်းမီနေမှာဆိုရင် PDF နာမည်ကိုတိုက်ပြီးတော့ငါတခါမှမဆဲဘူးဒါပေမဲ့ငါခေါင်းဆောင်ပိုင်းဆဲတာဒီအောက်တန်းစား PDF အရေးချုံတွေကနာပြီးတော့ငါ့ကိုလာပြီးတော့ဝိုင်းကြိုက်တာငါတက်တေထောက်ထားကြလုံးစီးတယ်သူတို့မျက်နာကိုနေချတဲ့ဗီဒီယိုလဲငါအဲ့ဒီဗီဒီယိုလဲငါမဖြတ်ထားရဘူးစီးတယ်အဲ့ဒီချိန်မှာသူတို့ comment ထားတာအထီးရောအမရောအိုမမွားလေအော်တယ်ကြလားအေးမမွားလေဘယ်လိုပြန်ဖျား2021မှာငါပြန်သွားလို့ရလို့စင်ဒီကရင်ပြည်နယ်က PDF တွေဒါဘောင်းတွေဒီမအေလို့ KN တွေကိုငါလုံးဝဟိုထောက်ပံ့လို့မသိပါနော်ထောက်ပံ့ပြီးတော့ငါတို့ပြန်လာပြီးတော့ကြိုက်တယ်ထောက်ပံ့ပြီးတော့ငါတို့ပြန်လာပြီးတော့ရန်စားတယ်စော်ကားတယ်မိုက်ရိုင်းတယ်ဆဲဆိုတယ်အောက်စုဖွဲ့ပြီးတော့
ဒီတို့ရေးတာအော်ဆရာကြီးအဲကြောင့်မို့ဒီနေ့ဗီဒီယိုတစ်ခုလောက်တာတွေ့လားအဲ့လိုမျိုး PDF စိတ်အဲ့လိုမျိုးစိတ်ဓာတ်အောက်တန်းသားတဲ့အရေးချုံတွေကစစ်ခွေးနဲ့တူတူပါပဲဒီတို့နော်ငါတို့တွေကလေအာတာယူတွေပလင်ယူတွေခွေးယူတွေငါမလို့ချင်ဘူး